ကဲကလစ်တချန်နှစ်လာယုံနဲ့ဒီလိုအမိုက်စား YouTube thumbnails တွေကိုအလွယ်တကူဖန်တီးလို့ရတယ်ဆိုတာသင်သိပြီလားမင်္ဂလာပါဗျအခုလို technology ခေတ်ကြီးထဲမှာ AI tools တွေကိုအသုံးပြုပြီးတော့အလုပ်တွေကိုပိုမိုလွယ်ကူအောင်လုပ်လို့ရနေပါပြီဒီနေ့ဗီဒီယိုမှာတော့ design မတက်လဲရတယ်နော် Photoshop မသုံးတက်လဲစိတ်မပူနဲ့ AI ကိုအသုံးပြုပြီး professional YouTube thumbnails တွေကိုအလွယ်တကူဖန်တီးနိုင်တဲ့နည်းလမ်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ဗျဒီဗီဒီယိုမှာကျွန်တော်အသုံးပြုမယ့် AI tools နဲ့ထူတော့ ChatGPT နဲ့ Flow AI တို့ပဲဖြစ်ကနေ ChatGPT ကိုတော့ thumbnail အထားစာသားနဲ့ prompt တွေရေးခိုင်းဖို့တုံးမှာဖြစ်ပြီး Flow AI ကိုတော့ပုံလက်လက်လေးတွေဖန်တီးဖို့တုံးမှာပါဗျကဲအရင်ဆုံးကိုယ်မှာ content တစ်ခုတော့ရှိဖို့လိုမယ်နော်ဗီဒီယိုဖန်တီးနေတဲ့သူတိုင်းမှာ content ရှိပြီးသားဖြစ်လို့ဒါကမခက်ပါဘူးဥပမာကျွန်တော်ကတော့ TikTok မှာ views ရအောင်ဗီဒီယိုတင်နည်းဆိုတဲ့အကြောင်းအရာကိုယူလိုက်မယ်အဲ့ဒီ content လေးကို copy ယူလိုက်ရအောင်ဗျOkay ပြီးရင် ChatGPT တဲ့ကိုဝင်ပြီးတော့စောနာက content ကို paste လုပ်ပေးလိုက်မယ်အဲ့ဒီနောက်မှာ thumbnail အတော့စာသားရေးပေးပါလို့ပြန်ခိုင်းလိုက်ပါမယ်ChatGPT ကနေစာသား3ခုလောက်အကြံပေးပါလိမ့်မယ်။အဲ့ဒီထဲကကိုကြိုက်တာတစ်ခုကိုရွေးလိုက်ပေါ့။ပြီးရင်တော့အဲ့ဒီစာသားကိုထည့်ပြီး Flow AI မှာ thumbnail ထုတ်ဖို့ prompt ရေးပေးပါလို့ထပ်ခိုင်းလိုက်မယ်နော်။ character နေရာမှာလဲ Asian man လား 3D cartoon လားကိုကြိုက်တာထည့်ခိုင်းလို့ရတယ်နော်။ကဲ prompt ဇာဒီဆိုရင် copy ယူလိုက်ရအောင်အခုအရေးကြီးတဲ့အပိုင်းရောက်ပြီ VPN ကို United States နဲ့အရင်ချိတ်လိုက်မယ်ပြီးရင် browser ကနေ Flow AI လို့ရှာပြီး official website ထဲဝင်လိုက်ပါဗျအကောင့်ဝင်ပြီးရင် new project ကို Nick model မှာ Nano Banana 2ကိုရွေးပေးပါဦးပြီးရင်တော့ Sona က copy ယူထားတဲ့ prompt ကို paste လုပ်ပြီး generate လုပ်လိုက်ရုံပါပဲခဏလေးစောင့်လိုက်မယ်နော်ဝါကြည့်လိုက်ပါအောင်အမိုက်စား thumbnail image တစ်ပုံရလာပါပြီဗျာ image ကိုတင်နေတယ်နော်ပုံကိုတစ်ချက်နှိပ် download arrow ကိုနှိပ်ပြီး 2key quality နဲ့တင်လိုက်ရုံပါပဲဒီနည်းလမ်းက thumbnail လေးရတာအရင်လွယ်တယ်မြန်လဲမြန်တယ်အချိန်လဲမကုန်ဘူးနော်ကဲကျွန်တော်ဗီဒီယိုကအသုံးဝင်တယ်ဆိုရင်တော့ like လုပ်ပြီး subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်လည်းအမိုက်စား AI tips တွေကိုဆက်ပြီးမျှဝေပေးတော့မှာပါဗျအားလုံးပဲအောင်မြင်ကြပါစေ